လေးပြည့်ချွေသွားချိန်မှာနင်းချက်ကသွားတော့မမေးလိုက်ပဲသွားဖို့လွယ်မလားကိုဟာမေးရဲ့ကိုစားကံပြတ်တော့ပေးချင်တာစစ်တဲ့ဒီငါတွေ့ရများနဲ့မဆန်နေပါ